သက်မဲ့သွားတဲ့မိခင်ရဲ့ခန္ဓာကိုယ်ကိုကြားတစ်ကဘာဆက်နဲ့အမိရကိုက်ချီထားပါတယ်ဒါပေမဲ့ပရိသတ်တို့ရေအစိုးဆုံးကဘာလဲတိလာရင်ခွင်ထဲကသားသမီးဆိုတာအမေတည်သွားရင်တောင်မခွာရဖူးဆိုတာပါပဲမြောက်ကလေးဟာသူ့အမေရဲ့ရုပ်လောင်းကိုဘလို့မှလက်မလွတ်နိုင်ပဲတင်းတင်းကြပ်ကြပ်ဖက်တွယ်ထားတော့ပါပဲဒီလိုကြေကွဲစရာကံကြမ္မာဆိုးကဘလို့စတင်ခဲ့တာလဲအတူတူဆက်ကြည့်လိုက်ရအောင်အာဖရိကရဲ့မြခင်းပြင်ကျဲကြီးပေါ်မှာတော့နေတိုင်းဟာအသက်လွတ်ပွဲတွေပါပဲအခုမြင်တွေ့နေရတဲ့ကြားတစ်ဟာအမဲလိုက်ဖို့အတွက်အစွမ်းကုန်ပြင်ဆင်ထားပြီးပါပြီသူဟာခန္ဓာကိုယ်ကိုအောက်ချမြေပြင်နဲ့ကပ်ပြီးတရွေ့ရွေ့ချင်းကပ်လာနေပါတယ်သူ့ရဲ့အေးဆက်ဆက်မျက်လုံးတွေကတော့ရှေ့ကတားကောင်စီမှာပဲရှိနေတာပါဒီတခါသူ့ရဲ့ပြစ်မှတ်ကတော့အစာရှာထွက်လာတဲ့ဘာဘုံမြောက်အုပ်ကြီးပဲဖြစ်ပါတယ်ကြားတစ်တွေဟာအမဲလိုက်တဲ့နေရာမှာပါရမီရှိဆုံးသားရဲတွေဖြစ်ပြီးအခုလဲပဝန်းကျင်ကကြောက်တုံးတွေနဲ့မျက်ပင်ရှည်တွေကိုအသုံးချပြီးဘာဘာနဲ့ချင်းကပ်နေတာပါသူ့ရဲ့အပြောက်အပြောက်အရေးပြားဟာမြခင်းပြင်းနဲ့တသားတည်းဖြစ်နေလို့တေချာမကြည့်ရင်တေမင်းတမန်သားရဲတကောင်ပုံနေမှန်းဘယ်သူမှသိမှာမဟုတ်ပါဘူးဒါပေမဲ့တနာစရာဘာဘုံမြောက်တွေကတော့ဘာအနေမှမသိပဲအစာရှာနေကြတော့ပါကြားတစ်ကတကယ်ဇွဲကောင်းပြီးတတိကြီးပါတယ်သူဟာမြောက်အုပ်ကတတိမထားမိတာတေချာမှတလန်းချင်းတိုးလာတာပါအခုဆိုရင်မြောက်တွေဟာတေမင်းရဲ့လက်တကန်းကိုရောက်နေပါပြီကြားတစ်တာနောက်ထပ်တလန်းလောက်တိုးမိရင်သူ့ရဲ့အရှိန်ဟုန်ပြင်းတဲ့တိုက်ခိုက်မှုအောက်ကနေဘယ်သူမှလွတ်မှာမဟုတ်ပါဘူးအဲ့ဒီအချိန်မှာပဲမြောက်တကောင်ကတခုခုထူးဆန်းနေတာကိုရုတ်တရက်တတိပြုမိသွားပါတယ်နောက်တစ်စက္ကန့်မှာတော့မြောက်အုပ်ကြီးတစ်ခုလုံးပေါ်လောတဲ့ကွဲပြားကုန်ပါတော့တယ်အော်ဟစ်တန်တွေနဲ့အတူအသက်လွတ်ပြေးကြရပါပြီမြောက်တွေထွက်ပြေးတာနဲ့တပြိုင်နက်ကြားတစ်ကလည်းမြခင်းထဲကနေလျက်စီးလိုပြေးထွက်ပြီးဝုန်းခနဲလိုက်ပါတော့တယ်ဒီလိုတည်ရရှင်ရဲ့အခြေအနေမှာမြောက်ကလေးတစ်ကောင်ဟာစက္ကန့်ပိုင်းလောက်နောက်ကျသွားခဲ့ပါတယ်အဲ့ဒီအမကပဲသူ့ရဲ့အသက်ကိုဆုံးရှုံးစေခဲ့တာပါကြားတစ်ကသူ့ကိုမြေပြင်ပေါ်ရိုက်ချလိုက်ပြီးခြုံထက်တဲ့သွားတွေနဲ့လေပင်ကိုအမိရကိုက်ချပစ်လိုက်ပါတယ်တနာစရာမြောက်ကလေးဟာရုန်းကန်ဖို့အင်အားမရှိရှာပဲခဏကြာမှငြိမ်သက်သွားပါတော့တယ်ကျန်တဲ့မြောက်အုပ်ကြီးကတော့ဝေးဝေးကနေကြည့်နေနိုင်ကြပါတယ်ဘာဖြစ်လို့လဲဆိုတော့ကြားတင်နာကိုကတ်သွားရင်နောက်ထပ်တည်ရမယ့်သူဟာသူတို့ကိုယ်တိုင်ဖြစ်သွားနိုင်လို့ပဲဖြစ်ပါတေပြာခုလိုတော့တိုင်းတတဝါလေးတွေအကြောင်းဆက်ကြည့်ဖို့အကောက်လေးကိုဖော်လို့ခဲ့ကြပါအောင်ခင်ဗျာ